မြမယဉ်ကျေးမှုမွေးနေ့တွေကိုနောက်ခံထားပြီးတော့ညဉ့်ဉန်းရုပ်ရှင်ရိုက်ကူးခဲ့တဲ့တရုတ်ခြေဆိုင်ကုမ္ပဏီအားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံဟာဆိုရင်တော့ဂိုလန်လန်းဆိုပြီးတော့တင်စားရလောက်တဲ့ထိဖျောင်းစီဒီပတိုရီယဉ်ကျေးမှုမွေးနေ့တွေနဲ့ပြည့်နေခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်ရှီအောင်မွေးနေ့တွေပေါ်များတဲ့နိုင်ငံတစ်နိုင်ငံဆိုရင်လည်းမမှားပါဘူးတစ်ချိန်လုံးကတော့မြန်မာနိုင်ငံဟာကမ္ဘာလှည့်ခီးသွားတွေကိုပါဆွဲဆောင်နိုင်ခဲ့ပါတယ်မြန်မာနိုင်ငံကပကံရှီအောင်ယဉ်ကျေးမှုနယ်မြေကြိုက်ထီယိုစားတဲ့ဒေသတွေကိုကမ္ဘာလှည့်ခီးသွားအများပြားလာရောက်လည်ပတ်ခဲ့ကြပါတယ်ဒါပေမဲ့နောက်ပိုင်းမှာသာနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ကမ္ဘာလှည့်ခီးသွားဝင်ရောက်မှုလည်းမရှိသလောက်နှဲပါသွားရတာလည်းဖြစ်ပါတယ်။ပကံရှီအောင်ယဉ်ကျေးမှုမွေးနေ့တွေဆိုတာကမြန်မာနိုင်ငံကပြည်သူလူထုအလုံးအမျက်တနိုးတံမိုးထားတဲ့အရာဖြစ်ပါတယ်။တဘာဝဘေးကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ရတယ်ဆိုရင်တောင်မှတနိုင်ငံလုံးပူပန်တော့ကရောက်ကြရပါတယ်။ဒီလိုတနိုင်ငံလုံးကအမျက်တနိုးတံမိုးထားတဲ့အရာတွေကိုညဉ့်ဉန်းရုပ်ရှင်ထည့်သွင်းရိုက်ကူးခဲ့တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်သွားခဲ့ပါတယ်။အရုပ်ရှင်ကို MDAV Live ဆိုတဲ့ညဉ့်ဉန်းရုပ်ရှင်ရိုက်ကူးတဲ့တရုတ်ခြေဆိုင်အနာတိမတ်တစ်ခုကရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။သူတို့ရိုက်ကူးခဲ့တဲ့ရုပ်ရှင်တစ်ခုထဲမှာဆိုရင်တော့မြန်မာနိုင်ငံကပကံရှီဟောင်းယဉ်ကျေးမှုနယ်မြေတွေကဖျားစေတီပုံတွေကြိုက်တီယိုဖျားရဲ့ဓာတ်ပုံတွေကိုနောက်ခံထားပြီးတော့ရိုက်ကူးထားခဲ့တာကိုလည်းတွေ့ရပါတယ်။တနိုင်ငံလုံးကတံမိုးထားတဲ့ယဉ်ကျေးမှုမွေးနေ့တွေကိုအခုလိုညဉ့်ဉန်းရုပ်ရှင်မှာထည့်သွင်းရိုက်ကူးတာဟာဆိုရင်တော့နိုင်ငံနဲ့လူမျိုးကိုပါစော့ကားတဲ့ပြုမှုမျိုးဖြစ်နေခဲ့ပါတယ်။ဒီဗီဒီယိုထဲမှာဆိုရင်တော့ဝါပြည်သူလွတ်မြောက်ရေးတပ်မတော် UWSA ရဲ့အမှတ်တစိမ့်နဲ့ယူနီဖောင်းတွေဝတ်ဆင်ထားတာကိုလည်းတွေ့ရပါတယ်။ UWSA ကတရုတ်နဲ့နှိစက်တဲ့အတိုင်းဝိုင်းကဖြစ်လို့ဒီဗီဒီယိုမှာပါဝင်ပတ်သက်မှုရှိနေသလားဆိုတာလည်းစဉ်းစားစရာဖြစ်လာပါတယ်။ဘလို့ပဲဖြစ်ဖြစ်ရိုးရာယဉ်ကျေးမှုမွေးနေ့ရဲ့ပုံရိပ်တွေကိုအခုလိုညဉ့်ဉန်းရုပ်ရှင်မှာထည့်သွင်းပြုလုပ်တယ်ဆိုတာကဘလို့မှလက်မခံနိုင်စရာကိစ္စတစ်ခုဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့မြန်မာပြည်သူလူထုအနေနဲ့လည်းဝိုင်းဝန်းရှုတ်ချကြဖို့လိုသလိုသက်ဆိုင်ရာကလည်းဒါမျိုးနောက်ထပ်မဖြစ်ရအောင်နိုင်ငံချစ်ချစ်ပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ပကံဆိုတာ UNESCO ကတောင်မှသိမဲ့ပြုထားရတဲ့ရှီအောင်ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်တာကြောင့်အခုလိုလောက်တာကပိုလို့တောင်မှမတင်တော့ပါဘူး။ဒါနဲ့ပတ်သက်ပြီးတော့အရေးယူမှုတွေလောက်လာနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။